ထားတယ်ကွာပစ္စည်းတစ်ခုဟုတ်တယ်မလားနော်ဒါမှလည်းကိုယ့်အတွက်တန်ဖိုးရှိမှာပေါ့တန်ဖိုးဆိုတာကိုကထားမှသူကတန်ဖိုးမြင့်နော်ဟုတ်ပြီမင်းရောက်စိုက်ကယ်ကလေးဆွဲမယ်ဆိုလို့ရှိရင်ဟိုချို့မသွားမနေရတယ်ငါပြောမယ်ဒီကောင်ကပေါင်ခံထားတဲ့ဘိန်းတော့သိလားမင်းဟိုတင်းအောင်တို့ဘက်ကမသွားနဲ့သိလားကွက်လန်းလေတင်းအောင်တို့ဘက်ကမသွားနဲ့အဲ့ဒီကောင်ဘိန်းတော့ဒီကောင်ငါပေါင်ခံထားသိလားအဲ့ဒီကိုပတ်စင်ချေကိုကတော့ကျွန်တော်ဘယ်လိုလဲဩဒီကောင်ဘိန်းအပေါင်ခံထားတော့မင်းစီးလို့မရဘူးလေမင်းကလေဒါဆိုတင်းအောင်တို့လမ်းမယ်မလားတင်းအောင်တို့ဟောတင်ထုံးဘက်ကိုလည်းမသွားနဲ့တင်ထုံးနဲ့သိအောင်နဲ့ငယ်ချင်းနဲ့အဲ့ကောင်ချင်းတိတယ်ဒီဘက်တင်းအောင်ယူတင်ထုံးဝယ်ပေးထားတာသိလားဒါဆိုတင်ထုံးတို့ဘက်ကိုလည်းကျွန်တော်သွားလို့မသွားနဲ့တင်ထုံးတို့ဘက်ကိုမသွားရင်ရရင်တင်းအောင်တင်ထုံးဘက်ကိုမသွားနဲ့ကွာဟုတ်အေးလှမ်းမြရတော့ရအောင်လှမ်းမြရတော့ကဟိုလာပေါင်တော့ဒီကောင်လာပေါင်ပေးထားဆိုတော့လှမ်းမြလည်းတိလိမ့်မယ်ဟိုမင်းမစည်းတာကောင်းတယ်အဲ့ဘက်လှမ်းမြတို့ဘက်လည်းမသွားနဲ့နော်လှမ်းမြတို့ဘက်ကိုလည်းမသွားမသွားနဲ့ကျွန်တော်အဲ့ဒါဆိုဒီဘိန်းကိုကယ်ရီဆွဲတာကျွန်တော်ပတ်စံရအောင်ဘာမှဆွဲရမှာဒီနေ့ပတ်ဆွဲနေကောမင်းဒီနေ့ပတ်ဆိုတော့ကျွန်တော်ဘလို့ပတ်စံရမှာတော့လို့ဩမင်းလည်းမင်းစီကုန်ပြီငါအုံနာကြီးရန်တော်ပြီလေဟဲမြတ်တာလိုက်တာမြတ်တာလိုက်တာတင်းအောင်6ဘက်ကမှာ6ဘက်ဟဲ့နေငါ့ကိုဆဲနေရလားမဟုတ်ဘူးမလေးလုံးတင်တယ်ဩဟုတ်တယ်ဟိုကထိုးနေကြတိုင်းပဲဟိုကအပူလေးကိုတော့အမှ10ခွက်ထည့်လိုက်အောင်နော်နင်ပြောမှတည်းကငါလည်းတင်ရအောင်မယ်ဒါပဲငါလည်းတင်ရအောင်မယ်တင်ရအောင်မယ်အေး